လိုက်ကြတယ်ဆိုတာကျွန်တော်ပြောလို့ရှင်လို့လိုက်ကြတာမဟုတ်ပါဘူးဗျာအခုတော့ငါနေကြည့်လို့တင်ပါလေဒီမြောက်ကဖို့ဆိုတာတခါမှလည်းအိမ်မက်တောင်မမတ်ဘူးကျွန်တော်ဘဝမှာဒီလုံလေးများအဆင်ပြေမလားဆိုပြီးကျွန်တော်လည်းရှက်နဲ့ပဲတက်ပြီးတော့ဒါတလာခွဲကြော်ပြီးပေါ့ကျွန်တော်ဒါဖြတ်တန်းလာကျွန်တော်ဘဝဝမ်းသာတဲ့ကျွန်တော်ရဲ့အလုပ်ဖြစ်ကျွန်တော်လမ်းပေါ်လေးမှာမဆက်တန်းတောက်ခုံပြီးတော့ကျွန်တော်ရိုးသားကချပြပြီးကပြပြီးလာပြီးတဲ့ပတ်စံလေးတွေကိုကျွန်တော်လိုချင်ပါတယ်အဲ့ဒီပတ်စံလွှဲကျွန်တော်ကျန်တဲ့အရာတွေကျွန်တော်တနာပြီးပေးတာလည်းမလိုချင်ပါဘူးစားဖို့ထက်စုလို့ရတဲ့ငွေလေးမြင်လာတဲ့အခါကျတော့ကျွန်တော်ဒီအလုပ်လေးပေါ်ကိုကျွန်တော်အရန်ချစ်လဲချစ်လာတယ်ခုမဲ့လာတယ်ဖေတယောက်နေရာမှာအဖေတွေပဲသိတဲ့ကိစ္စပေါ့နော်ပြီးခဲ့တဲ့ရက်ကမှအကူသိပါတယ်အဖေများလေးဆိုတာလေးဖြတ်တန်းသွားတာတခါကြီးကျွန်တော်တို့ယောက်ျားတွေကပူသိကြတယ်ကျွန်တော်လည်းမင်းထိုင်ပါဘူးဒါပေမဲ့ကျွန်တော်တကယ်ကြီးအမောင်းနေတဲ့ဒီမိတ်ဆွေပေါင်းတွေကျွန်တော်ဘွန်တော်ပဲခေါ်တာဘွန်တော်ပေါ့ဗျာဟုတ်တစ်ထဲရောက်မှမြောက်ကမယ်လို့တခါမှမတွေးရပါဘူးဗျာအဲ့နဲ့လေကျွန်တော်ဘုရားဝမ်းသာတဲ့တရှိကျွန်တော်ဒီလုပ်လေးပေါ့ဗျာနော်ကျွန်တော်ဒီဘူကုန်းကာလီနယ်ကကျွန်တော်ကားဖို့စီစဉ်တော့မရှိပါဘူးပေါ့ဒါပေမဲ့ရန်ကုန်ရောက်တာကူတစ်လခွဲလောက်ကျွန်တော်ရှိပြီပေါ့ကားတဲ့အကြောင်းရကျွန်တော်တို့နေမှာထက်ဆိုင်နေမှာအလှဝဲငှားပြီးတော့လိုက်ကားတာထက်ဆိုင်ရန်ကုန်မြို့ပြလမ်းမတွေမှာကျွန်တော်တို့အသက်အရွယ်နဲ့ကျွန်တော်တို့လုပ်ရမယ့်အလုပ်တွေနဲ့ဒီတို့အလုပ်မဟုတ်ဘဲနဲ့တခြားသောအလုပ်တွေဥမာကျွန်တော်ကာလီနေမယ်ဈေးရောက်မယ်ဒါတွေလုပ်ခဲ့ရင်တော့မှကျွန်တော်တို့အစဝင်တိုးဖို့ဆိုတာတော်တော်အဆင်မပြေတဲ့အလုပ်ကြီးဖြစ်တယ်တွေးတောပြီးတော့ဗောနော်ဒီအလုပ်လေးများအဆင်ပြေမလားဆိုပြီးကျွန်တော်လည်းရှက်နဲ့ပဲတက်ပြီးတော့ဒါတလာခွဲကြော်ပြီးပေါ့ကျွန်တော်ဒါဖြတ်တန်းတာဒါကျွန်တော်တဲ့ထမင်းစားတဲ့အလုပ်လေးဖြစ်လာတာပေါ့စားဖို့ထက်စုလို့ရတဲ့ငွေလေးမြင်လာတဲ့အခါကျတော့ကျွန်တော်ဒီအလုပ်လေးပေါ်ကိုကျွန်တော်အရန်ချစ်လဲချစ်လာတယ်ခုမဲ့လာတယ်ဒီမြောက်ကဖို့ဆိုတာတခါမှလည်းအိမ်မက်တောင်မမတ်ဘူးကျွန်တော်ဘဝမှာကျွန်တော်အသက်အရွယ်တွေတဖြည်းဖြည်းတပိုင်းခြားအပိုင်းခြားတစ်ခုချင်းစီမှာကျွန်တော်ကစုမိဆောင်မဲ့သူတွေမဟုတ်ခဲ့ဘူးရှင်းရှင်းပြောရင်ကျွန်တော်တို့ငယ်ရွယ်တဲ့အချိန်ရှာဖွေနိုင်တဲ့အချိန်တွေမှာကျွန်တော်တို့ကရှာဖွေမှုတွေနဲ့စူးစောင်းမှုတွေတော့ဘာမှအတိအကျမကတ်ခဲ့တဲ့လူစိုးလူမိုက်ထဲမှာကျွန်တော်ပါတယ်ဒါကတော့အမှန်တရားပြောတာဒါကြောင့်ကိုယ့်ရဲ့ပြုမှုဆောင်ရွက်ပုံနဲ့ပဲဆိုင်ခဲ့တာပေါ့ကျွန်တော်ရဲ့စူးစောင်းမှုပါကျွန်တော်နောက်တစ်ခုတော့လေဟိုကပေးကြပါလေဟာအသက်က40ကျော်တော့တစ်ခါတည်းကြိုက်နေမောပါလေဗျာဒါမဲ့လေကျွန်တော်တို့ရွယ်တွေနဲ့ရတဲ့လုပ်လေးကျွန်တော်လုပ်ရတာပါငါကကျွန်တော်ရန်ကုန်မြို့ပြတွေမှာကျွန်တော်ကမိုးပြန်ပူပေါင်းလေးတွေလှည့်ရောင်းဖို့တယ်ကျွန်တော်ဂါလီနင်းဖို့တယ်လမ်းကြိုလမ်းကြားအစပေါ့ကျွန်တော်ဈေးရောင်းတာတို့ဒီအရောင်းပေါင်းစုံလုပ်ပေါင်းစုံနဲ့ကျွန်တော်ကျင်လည်ဖို့တဲ့အခါကျတော့ကျွန်တော်ဒီလမ်းတွေကကျွန်တော်တွားနေကြလမ်းလို့ဖြစ်တဲ့အခါကျွန်တော်ဒီမြောက်ဝစ်စုံလေးနဲ့ကခုံကြည့်လိုက်တော့ကျွန်တော်တို့ကျွန်တော်တုံးနေဆိုတာအဆောင်ဈေးတို့စားဈေးတို့ရှိတာကိုရန်ကုန်မှာကျွန်တော်အခုနေတဲ့အခန်းတော့အခုကြားပါတသိန်းလောက်ပေးခင်ရဒီလိုအခန်းချင်းလေးတောင်ဆိုတော့အိတ်ဖို့အတွက်တနေရာနဲ့ကျွန်တော်တန်ရှင်းကတိုးလီမိုးလီအစားရကျွန်တော်2သိန်းကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်2သိန်းခွဲ3သိန်းလောက်ကကျွန်တော်တို့ရက်ဒီမို့ရှိနေတယ်တနည်း2000လောက်ကဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ရှာထားမှအဆင်ပြေမယ်ဆိုတော့ကျွန်တော်2000လောက်4000လောက်ရရင်2000လောက်စုမယ်ပေါ့ဗျာအဲ့လိုလေးတွေးလိုက်တာရတဲ့လောက်လေးအတိရှိတဲ့လောက်ကလေးနဲ့ဒီမြောက်လေးကိုစူးစမ်းပြီးကလာတယ်ပေါ့ဒီနေ့ဒီရိုးသားတာပဲလက်ခံထားတာပါဒါပေမဲ့အတိတ်ကအခုလိုကြီးမားလို့လားမသိပါဘူးခါမှအဆင်ပြေတယ်မရှိပါဘူးလူဘဝကနေမြောက်ဘဝရောက်ပြီးတဲ့နောက်ပိုင်းတနေ့ကိုပတ်ဆက်3-4တောင်းလေးစုလာနိုင်ပါတယ်ကျွန်တော်အခုတစ်လားကျော်လာပါပြီတော်တော်ကျေးဇူးတင်ပါတယ်အရင်ဆုံးပူလာထက်ဆေးအပူကလည်းထပ်ပြီးတော့ဟိုကျွန်တော်ရိုက်ခတ်တာပေါ့ကျွန်တော်မကငင်ဆေးလီးပါတယ်ဒီပေါင်ကနေခါးတွေရောပုတ်ပြီးတော့မှအဝတ်စုံဒီကျွန်တော်ပေါင်းပြီးဝတ်တယ်ပေါ့ဝတ်တယ်အင်ဂျီကကျွန်တော်2ထပ်ဝတ်ရတာဒီအင်ဂျီလက်ရှိရဲ့အောက်မှာလက်အိတ်ဒီလက်အိတ်တွေစွတ်တယ်ညနေဖုံးကပါထပ်စွတ်လိုက်တော့အဝတ်စားရဲ့အပူတန်ရဲ့ခုနလူးထားတဲ့ဆေးရဲ့အပူရှင်အငွေ့ရဲ့မလူးမဲတော့လည်းမရပြန်ဘူးပေါ့သူကအဲ့ရချွေးနဲ့ပြန်အေးပြီးတော့ကျွန်တော်ကိုပြန်ပြီးတော့နည်းနည်းလေးလုံးကင်နိုင်စွမ်းကိုနည်းနည်းလေးတွန်းပေးတယ်ဒီကောင်ကနှာခေါင်းပေါက်လေးကကျန်းချင်းတယ်ချဲ့လို့လည်းမြောက်ရုံမပေါက်တော့ကျွန်တော်ဗဇက်ပေါက်ကလည်းသူအစီကိုပြီးတော့ဒါကကျွန်တော်တို့ပြောမှဆိုရင်တော့ဒါဘူခုံးမဖြစ်ဖြစ်အောင်ကျွန်တော်ဗမာတွေကတွေးတော့ကြံစားပြီးလုပ်ရတဲ့အားကြတော့ဖြစ်တဲ့အတွက်เนาะကျွန်တော်ရတာလေးကိုတူအောင်လုပ်ရတာဟုတ်ကောကိုယ်သဘောကျလောက်တဲ့နေရာကျရင်ပို့ပြီးကပြရတယ်ဘာကြောင့်လဲသဘောလေးကျနေရတော့မှကိုကဟိုဟာလေးလုပ်ဒီဟာလေးလုပ်ပြီးတော့ပြန်သွားမယ်ဆိုရင်သဘောကျလို့တော့ကျွန်တော်ပတ်စံ4-5ထောင်လာချိတ်တာလေကျွန်တော်ပြင်ပန်းတာကိုကြည့်ပြီးတော့ပေးတာပါပေးလာတဲ့ငွေကြီးအတိုင်းကျွန်တော်ကလည်းလုပ်ပြရတယ်
ကျွန်တော်တနေရာမှာ2ပုတ်ဆိုတာထန်ကုန်ပါရန်ကုန်လမ်းနေနဲ့တိုင်းရင်တော့တက်တိုင်ကြော်ပေါ့ဗျာခွင့်တောင်းတာအဓိကပဲရန်ကုန်မှာဒီတစ်ခုကအရင်အရေးကြီးတယ်ကိုရဘာလို့တိုက်ခန်းရလူအများနေရဆိုတော့လေကြိုက်တယ်လို့ရှိတယ်မကြိုက်တယ်လို့ရှိတယ်တချို့ဖုံးပြောနေတာရှိတယ်ဒါမျိုးတွေကိုအချိန်အများကြီးသွားပေးလိုက်ရလို့ရှိရင်ကျွန်တော်အပေါ်မှာညဉ့်ညင်မှုတွေဖြစ်လာမယ်ပြီးတော့ကျွန်တော်ကလည်းကျွန်တော်ရဖို့အတွက်လုံနေတယ်လို့အထင်မြင်သွားမှာအရင်ဆိုရင်ကျွန်တော်ဒါအဓိကပါပဲဒါကြောင့်ကျွန်တော်လမ်းပေါ်မှာလုံးရတဲ့လူတယောက်တော်တော်ဂရုစိုက်ရပါတယ်စကားပြောတာနဲ့မှ9မိနစ်ဆိုတာထန်ကုန်ပါပဲပေါ့ကျွန်တော်ကတော့ကားတယ်ကို2ပုံနဲ့ဆိုရင်တော့အပုတ်20လောက်တော့ကားတယ်ကို20အစိတ်လောက်တော့ကားတယ်ကိုကျွန်တော်ကားတဲ့ခါလို့ကျွန်တော်ညဘက်ဆိုရင်ကျွန်တော်အခန်းထဲမှာအဖော်3ယောက်ရှိတယ်လို့ကျွန်တော်ပြောတယ်အဲ့အဖော်နာမည်တွေကထွန်းရှိွားရဲ့မိဂတီရဲ့လင်စည်းရဲ့လို့ကျွန်တော်ပြောတယ်ကျွန်တော်ဒီစေးဘူးနာမည်လေးတွေကျွန်တော်ထည့်ပြောတာသူတို့လည်းသဘောပေါက်လို့ရည်ကြတယ်မြောင်လေးချစ်စရာကောင်းပါလေဘဝအတွက်ချစ်စရာကောင်းတယ်ကျွန်တော်အဲ့လိုမျိုးကျွန်တော်အပေါ်အကောင်းဘက်ကတွေးပေးပြီးတဲ့ပတ်စံတွေဖြစ်တဲ့အတွက်ကျွန်တော်ကိုလိပ်ပြောင်းလေးလုံနေဗျာယူသားတဲ့ပတ်စံလို့ပဲကျွန်တော်ထင်ပါတယ်ပျော်လို့ရှင်လို့ကတာမဟုတ်ပင်မဲ့เนาะကျွန်တော်ပျော်တဲ့အောင်ကျွန်တော်တို့မှာထားတဲ့စိတ်ခံစားမှုတွေထည့်ပြီးတော့ဒီနေရာမှာရှိတဲ့ကလေးတွေလူကြီးတွေမိဘဆရာသမားတွေလို့အရွယ်မျိုးတွေကျွန်တော်ကြောင့်လည်းစိတ်လေးနည်းနည်းလေးလမ်းဆန်းမှုတစ်ခုပဲဖြစ်အဲ့လိုလေးရခဲ့ရင်တော့ကျွန်တော်ကျင်းတတ်တယ်အမျိုးမျိုးတွေရေးကြတယ်ပေါ့ဗျာအကိုတို့ကျွန်တော်အရင်ကျေးဇူးတင်တယ်ကျွန်တော်ပြန်ပြောခွင့်ရလို့ကျေးဇူးတင်တယ်အဲ့လူသူမရှိတဲ့နေရာမှာကျွန်တော်တို့ဒီဟာကားတတ်ဖို့ဟုတ်ပါမလားဆိုပြီးတော့ကိုယ်ကောက်နေအောင်တယောက်တည်းကြည့်နေကြရတဲ့အခန်းကြီးအများကြီးပါကလေးခေါ်ပြီးတော့ဦးရောင်းနေတူရဲ့လားသူကြည့်ခိုင်းတော့ဦးအဲ့လိုကြည့်ခိုင်းတော့မဟုတ်ဝဲကြွေးပါရမယ်မဟုတ်တော့ဝဲကြွေးရပါကျွန်တော်အဲ့လိုမျိုးလေးအတူတဲ့ဦးဆိုတာအဲ့လိုဆုံးဖြတ်ချက်လေးတွေကဖြစ်လာတော့ဘာပြောကားတတ်တယ်လို့တော့မထင်ပေမဲ့ငါအစင်တော့ပြေတော့ပါပဲဒီလောက်ဆိုရင်တော့ချစ်လာတော့ကျွန်တော်အဖေလိုခင်တဲ့ဦးလေးကဒီတူလေးကိုငါသားလှည့်ထက်မှဆိုရင်မင်းလူအရန်တက်တာတယ်ပေါ့နော်ဒုတ်လှည့်ပြနေရတယ်ပတ်စံရနိုင်တယ်ဘူးခုံးဆိုတာဒုတ်လှည့်တာဒါပေမဲ့ကျွန်တော်မလှည့်တတ်ပါဘူးဒါပေမဲ့ကျွန်တော်စူးစမ်းပြီးတင်အောင်လို့တေးဖို့အတွက်ဒါရအောင်ကနေရတယ်ဆိုတော့တော်များအဲ့လိုလေးညာပြတ်နေတော့နည်းနည်းလေးကွဲနေတယ်ပြောပြပါဦးဗျာတော်တော်အဲ့ဒါလေးကျွန်တော်စိတ်မကောင်းဘူးဗျာစိတ်မကောင်းဆိုတာကျွန်တော်ကအိမ်တော်ကြီးပြိုပြတ်ထားတဲ့အမျိုးသားတစ်ယောက်ပါကျွန်တော်သူ့မှာလည်းအပြစ်မရှိပါဘူးကျွန်တော်ကိုယ့်ကိုယ်လည်းအပြစ်မရှိဘူးလို့ပဲခံယူကျင်တယ်ဘာကြောင့်လဲဆိုတော့နှစ်ယောက်စလုံးကနှစ်ဦးသဘောတူကျွန်တော်တို့ကွာရှင်းခဲ့တဲ့အချိန်မှာကျွန်တော်တို့နှစ်ယောက်မှာအပြစ်ရှိနေတာခလေးကျွန်တော်တို့ရဲ့သမီးလေးပေါ့ကျွန်တော်ကသမီးလေးကိုကျွန်တော်ဒီညနေကိုပြောချင်ပါတယ်ဒါလေးကိုတော့ကျွန်တော်ထည့်ပြအောင်လေးထည့်ပါကျွန်တော်သမီးလေးကိုကျွန်တော်ရမ်းချက်ပါကျွန်တော်သမီးကိုဘယ်လောက်ချစ်လဲဆိုရင်ကျွန်တော်ပြောရင်မှမဟုတ်ဘူးဗျအဖေတယောက်နေရာမှာအဖေတွေပဲတည်တဲ့ကိစ္စပေါ့နော်ပြီးခဲ့တဲ့ရက်ကမှအကိုတည်ပါတယ်အဖေများနေဆိုတာလေးဖြတ်တန်းသွားတာတခါကျွန်တော်တို့ယောက်ျားတွေကပိုထိကြရပါတယ်ကျွန်တော်အခုလိုပြောတနာအောင်ပြောတာမဟုတ်ပါဘူးကျွန်တော်သမီးလေးရဲ့အနီးမှာမနေရတော့ကြာခဲ့ပြီဖြစ်တဲ့သမီးလေးနေမကောင်းတဲ့ကိစ္စတွေကိုပြန်အတက်သွင်းပြီးတော့ကျွန်တော်ကို line ပေါ်မှာကိုးကားပြီးတော့ကျွန်တော်အတန်နဲ့လည်းမဟုတ်ဘဲနဲ့ကျွန်တော်မလုပ်စေချင်ပါဘူးသူတို့ကြောင့်လည်းကျွန်တော်နောက်ကိုလည်းအခုလိုမျိုးစိတ်ဝင်စားမှုလေးတွေလိုက်လာလည်းပါပါတယ်ဒါပေမဲ့သူတို့ကိုလည်းကျေးဇူးလည်းတင်တယ်ဒါပေမဲ့တချို့အရာတွေမှာကျွန်တော်နဲ့ကျွန်တော်သမီးလေးပို့ဝေးကွာတော့အောင်လုပ်လိုက်တဲ့လိုမျိုးကျွန်တော်ခံစားရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အိမ်တော်ကွဲထားတဲ့လူသမီးကဂျားမှရက်နေရတဲ့ကလေးဖြစ်နေတယ်နောက်ဆုံးအချုပ်ပြောရင်ကျွန်တော်ဒီမြောက်ကလည်းဆိုတာကျွန်တော်ကပတ်စံရှိအောင်ကြိုးစားနေတာကျွန်တော်ဘောမှာမိဘနှစ်ပါးရဲ့ကျွန်တော်ဒီသမီးလေးရှိသေးတယ်ကျွန်တော်ရိုးသားစွာချပြပြီးကပြပြီးလာပေးတဲ့ပတ်စံလေးတွေကိုကျွန်တော်လိုချင်ပါတယ်အဲ့ဒီပတ်စံလွှဲရင်ကျွန်တော်ကြံတဲ့အရာတွေကျွန်တော်တန်းထားပြီးပေးတာလည်းမလိုချင်ပါဘူးလွဲသုံးစားလုပ်ပြီးကျွန်တော်သမီးကိုအတုံးချပြီးကလေးကိုအတုံးချပြီးကျွန်တော်ပတ်စံရှာနေတာမဟုတ်ပါဘူးလို့ဒီနေရာနေကျွန်တော်ရှင်းရှင်းပါတယ်ဗျာဟုတ်အခုလိုလိုက်ကြတယ်ဆိုတာကျွန်တော်ပြောလို့ရှင်လို့လိုက်ကြတာမဟုတ်ပါဘူးဗျာကျွန်တော်ဘဝအတွက်အစ်ချိုးပတ်စံလေးတွေရှာတဲ့နေရာမှာကျွန်တော်ကိုနားလည်မှုနဲ့ပေးတဲ့ပတ်စံတွေကဒါကျွန်တော်ရဲ့ဘဝအထောက်ပံ့ပါလို့ထန်ကုန်ကျွန်တော်ဒါမျိုးလုံးနိုင်မှာနောက်တစ်နှစ်ပေါ့ကျွန်တော်အခု40တစ်ထဲမှာဒီပေါင်ညံကြားတွေဒီတင်မစုံကွက်တွေကအောင့်တာတွေမြက်တာတွေဖြစ်လာတဲ့အခါကိုယ့်အကြောင်းကိုသိလာတဲ့အခါကျတော့ခုံပေါက်တဲ့နေရာမှာအစားနည်းနည်းလေးစကားပြောလာတယ်ဗျာဘဝအတွက်နောက်ဆုံးကျွန်တော်တို့ယောက်ျားတွေအတွက်အတန်မာရဲ့နောက်ဆုံးအချိန်ပေါ့ဗျာနော်ကျွန်တော်မြောက်လို့ပဲပေါ့ဒီလိုလေးပဲလုပ်ချက်ပါတယ်ဒါကလည်းတစ်ဖက်ကကြီးသူဆိုရင်ကျွန်တော်ကထော့တယ်ပေါ့ဗျာကျွန်တော်နဲ့ရွယ်သူတွေဆိုတော့ကျွန်တော်ဒါရှိတ်တယ်ပေါ့ဗျာနော်ကလေးဆိုတော့ဒါနှစ်ခုပေါ့ဒါဝူခုံအနေထားနဲ့ကျွန်တော်လေးစားတဲ့အကြောင်းလေးပြတာပါဒီပုံစံလေးကျွန်တော်ဒီလူတွေကိုကျွန်တော်အရင်ကျေးဇူးတင်တယ်ကျွန်တော်ကျေးဇူးမဆက်နိုင်တော့ဗျာကျွန်တော်ဘဝအတွက်ကျွန်တော်အထောက်အပံ့ဖြစ်အောင်ပေးတဲ့လူတွေကျွန်တော်ဘဝရဲ့တစ်စိတ်ချိုးအပြောင်းလဲကိုဒါကျွန်တော်ဘောဖိမပေးတဲ့လူတွေကျွန်တော်ဘောကြည်ပြူစွာနဲ့စေတနာလေးနဲ့ခဏကြည်ပြီးတဲ့9မိနစ်အတိုင်းတာလေးတော့နေရာလေးမှာခွင့်လို့ပေးပါလို့ကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်ကျေးဇူးလည်းရမ်းတင်ပါတယ်အကိုတို့လည်းကျေးဇူးတင်ပါတယ်ဗျာ